နာမည်ကြီးနေတဲ့ဒေါ်လာတန်းရတဲ့ Wave4 အခုတလောနာမည်ကြီးနေတဲ့ Wave4 ဆိုတဲ့ app လေးကိုစမ်းလုပ်ကြည့်မှာဖြစ်ပါတယ်။သူက mining မဟုတ်ပါဘူး။ TikTok နဲ့ပုံစံမျိုး social media platform တစ်ခုဖြစ်ပါတယ်။ mining ဝင်လို့ရမှာမဟုတ်ပါဘူး။ ဗီဒီယိုလေးတွေတင်ပြီးတော့ပတ်စံရှာရမှာဖြစ်ပါတယ်။ Facebook TikTok ကနေပြီးတော့သူများတွေတင်ထားတဲ့ဗီဒီယိုကိုဒေါင်းပြီးတော့လည်းပြန်တင်လို့ရပါတယ်။ copyright လုံးဝမရှိသေးပါဘူး။ကောင်းတဲ့ချက်ကတော့ မ list သေးတဲ့ coin တွေပေးတာမဟုတ်ဘဲနဲ့ဒေါ်လာတန်းပေးတာပါ။အကောင်းဆုံးချက်ကတော့ Binance နဲ့ထုတ်လို့ရတာပဲဖြစ်ပါတယ်နော်။တခုပဲလိုပါတယ် creator ပွင့်ဖို့ပါ creator ပွင့်ဖို့ကနီးလန်း2ခုရှိပါတယ် profile 15ယောက်ရှာတာဒါမှမဟုတ် super like 5ခုဝယ်တာပဲဖြစ်ပါတယ် super like 5ခုရဖို့က$2ခန့်တာကုန်ပါတယ်အဲ့ဒီအကြောင်းကိုထပ်တင်ပေးပါမယ် profile 15ယောက်ရရုံဒါမှမဟုတ်တော့$2ခန့်ကုန်ရုံနဲ့ creator ပွင့်ပြီးတော့ပတ်စံရှာလို့ရနိုင်မယ်ဆိုလို့ရှိရင်တော့တော်လေးကိုတန်ပါရဲ့เนาะဒါကလည်း Wave4 မှာမအောင်မြင်သေးခင် promotion ရှင်းတဲ့သဘောနဲ့အလွယ်ပေးအောင်ထားရတာပေါ့เนาะTikTok လိုမျိုးပဲအောင်မြင်သွားရင် creator ပွင့်ဖို့ခက်ခဲသွားနိုင်ပါတယ်ဒါကြောင့်မလို့ Wave4 အကောက်ဖွင့်ပြီးတော့ creator ရအောင်လုပ်ထားတာအသင်းတော်ဆုံးချိန်ပါပဲเนาะပတ်စံဘယ်လိုပေးလဲဆိုတာပြောပြမယ်เนาะ 10k view ကို$60ခန့်ပေးနေတာပေါ့เนาะ 1k view ကို$15လောက်ရတယ်လို့ပြောတယ်အခုချိန်ဒီ TikTok မှာ1 million view လောက်ရမှာ$60လောက်ရတာပေါ့เนาะဗီဒီယိုကိုလည်းကြိုက်တဲ့ဟာကိုကူးတင်လို့ရတယ်လုံးဝ copyright မရှိပါဘူးချစ်တဲ့သူရဲ့ဒီအကြိုက်ကိုအမြဲတမ်းသိနေတဲ့အတွက်ကြောင့်တကောဘာလုံးကလူတွေကအကြိုက်ကိုခက်မှန်းရင်နဲ့ view တွေများများရမယ်ဗီဒီယိုတွေတင်ပြီးတော့ပတ်စံရှာလို့ရပါတယ်အခုအောက်မှာ link ပေးထားမယ်ပေါ့เนาะအဲ့ဒီ link ကနေပြီးတော့တကယ်ချင်းကို copy link ယူပြီးတော့ပို့လိုက်အဲ့ကနေဒီ link ကနေဝင်ပြီးတော့ software ကို download လုပ်လို့ရပြီပေါ့เนาะJam VPN မရှိဘူးဆိုလို့ရှိရင် Play Store မှာရှာပြီးတော့ download เนาะfree